စေကန်းကိုလာပြလိုက်လို့ဘာယောဂခံရှိလဲဆိုရင်ဒီကျမမှာလေးဘက်နာရှိတယ်ဆိုရင်ကျွန်တော်နည်းနည်းခွက်ကြတယ်တော်တော်များလည်းဒီလေးဘက်နာဆိုရင်ယောဂတစ်ခုတည်းလို့ပဲထင်နေကြတာပဲဒီကောက်ကိုလည်းလေးဘက်နာလို့ပြောတယ်နောက်တစ်ခုကလေးဘက်နာအုပ်စုရဲ့မှာနှလုံးလေးဘက်နာသွေးလေးဘက်နာအစစ်မြင့်အောင်လေးဘက်နာဆိုပြီးတော့လေးဘက်နာမျိုးကွဲဆိုပါရင်လည်းအများကြီးရှိသေးရအောင်ဒီနေ့မှာတော့ဒီလေးဘက်နာတွေဘာတွေကွာခြားသလဲသူ့ရဲ့ကိုယ်လုံးပိုင်းဆိုင်ရာဘယ်လိုမျိုးတွေကွာခြားသလဲဆိုတာကျွန်တော် idea လေးနည်းနည်းလေးပြောပြပေးမယ်ပထမဦးဆုံးခေါက်ကိုလေးဘက်နာလို့ပြောတာမှန်တော့မှန်ပါတယ်ခေါက်ဆိုတာကမကူဝဲပစ်ထားလို့ရှိရင်နောက်ပိုင်းတွေမှာဒီခြေစစ်တွေလက်စစ်တွေတောင်စစ်တွေပါလိုက်ပြီးတော့လိုက်တက်တဲ့သဘာဝရှိရောလေးဘက်နာဆိုပြီးတော့အလွယ်တကူခေါ်ခဲ့ကြတယ်တကယ်ဒီကောင်လေးဘက်နာထဲမှာတိတ်ပြီးမပါဘူးကျွန်တော်တို့အမျိုးသားတွေမှာခေါက်ဆဖြစ်ရင်ကျွန်တော်ခြေမဘေးတို့ခြေဖနှောက်တို့ခြေရောက်တစ်ဖက်ထဲဘာနဲ့မှမခိုင်းမိဘူးငိမ့်နေနဲ့ထပြီးမှနားတယ်ဆိုတာခေါက်ကိုတန်တရားရှိအနိကခေါက်တွေကခြေရောက်နားကိုတွားပြီးမှကြိုက်တယ်တစ်ဖက်ထဲမှာပဲတချို့ဆိုရင်နိုးလာတဲ့ခြေမကြီးတစ်ဖက်ထဲကွက်ရောင်းနေဟာဘာမှမသိဘူးကဲပါအောင်ဆိုရိုးရစစ်စစ်ကြည့်လိုက်တဲ့အချိန်မှာယူရီအက်ဆစ်ဓာတ်တွေတက်နေတာခေါက်ယောဂခေါက်လေးဘက်နာဆိုပြီးတော့သုံးဆွဲကြတယ်ခေါက်သည်ယူရီအက်ဆစ် level တက်တာတချို့သူတွေမျိုးလိုက်တယ်တချို့သူတွေကြောက်ကပ်မကောင်းလို့တချို့သူတွေကြောကန်ဆိုးလို့ဒါ genetic mutation တွေကြောင့်မို့လဲဖြစ်နိုင်တယ်ပြောရရင် uric acid level ကိုတက်စေနိုင်တဲ့အစားအသောက်တွေကျွန်တော်ကလိုက်ပြီးမှ short စားခိုင်းရတယ်ရှောင်ခိုင်းရတယ်အရက်တွေဘီယာတွေလုံးဝရှောင်ပါဝမ်းတွင်းသားတွေကလေးသားတွေစိတ်သားမဲသားတွေပင်လဲသားတွေရှော့ပြီးမှစားပါဆိုတာခေါက်လေးဘက်နာကိုပြောချင်တာသူ့ရဲ့ကုတုံးကလည်း uric acid ကိုကျဆင်းနိုင်တော့ဈေးတွေကိုတက်တက်လုံးမိဝဲရတယ်နားတဲ့အချိန်မှာကြိုက်ခဲပြောက်စေးတောက်ရင်တောက်ထိုးရင်ထိုးဒီလိုမျိုးကုရဲ့ဘက်မှာသွားတယ်နောက်တစ်ခုကလေးဘက်နာဆိုပြီးတော့မှပြောတဲ့အဖွဲထဲမှာဆိုရင်နှလုံးလေးဘက်နာတစ်ခုရှိတယ်နှလုံးလေးဘက်နာကကျွန်တော်ကအရင်ငငယ်တုန်းကအာသီးမကြာခဏရောင်းတယ်ဒီရောင်းတာကိုလည်းကျွန်တော်ကမကူဘဲနဲ့ပြစ်ထားမိခဲ့တယ်ဆိုရင်ဒီပိုးကိုကျွန်တော်ခုခံရတိုက်တာ哦ဘယ်ပိုးဝင်လာတာခုခံရတိုက်တယ်အဲ့ချိန်မှာကျွန်တော်ခုခံရကြီးကလွဲမားပြီးတော့မှအာသီးကိုလည်းတိုက်တယ်ကျွန်တော်ရဲ့နှလုံးမှာရှိရဲ့နှလုံးတကယ်ရွက်လေးကိုလည်းတော့ပြီးမှစော့တယ်အဲ့လိုစော်လိုက်လို့နှလုံးတကယ်ရွက်လေးတွေများထိခိုက်မိသွားလို့ရှိရင်အဲ့မှာနှလုံးလေးဘက်နာဝင်တာပဲနှလုံးလေးဘက်နာရဲ့လက္ခဏာတွေကအစစ်အကြီးကြီးကြိုက်တယ်အစစ်အကြီးနော်ဒီလက်မောင်းစစ်တွေကြိုက်တယ်တထောင်စစ်တွေကြိုက်တယ်ဒူးတွေကြိုက်တယ်ဟိုနာပြောင်းသွားလိုက်ဒီနာပြောင်းသွားလိုက်ကျွန်တော်တို့ဆေးပညာမှာ migratory လို့ခေါ်တယ်ဟိုပြောင်းဒီပြောင်းအစစ်ကြီးကိုကြိုက်တာ last joint arthritis မတူဘူးအစစ်ကြီးတွေဟိုပြောင်းဒီပြောင်းကြိုက်တဲ့သဘာဝရှိတယ်နောက်တစ်ခုကနှလုံးပြဿနာကြီးပေါ်တယ်ပေါ့လေနှလုံးတကယ်ရွက်တွေဆိုတော့မောတယ်ညချိန်မှာမောလုံးလို့ထိုင်နေရတာပဲလို့ရင်မက်မချခဏအောင်နေလို့ခြေောက်တွေရောင်းလာတယ်ဒါနှလုံးကိုပါသွားပြီးမှထိခိုက်မိတဲ့လက္ခဏာတချို့သူတွေမှာဆိုရင်ဒီခန္ဓာကိုယ်မှာအကွက်တွေအလုံးချိတ်တွေပေါ်လာတယ်ဒီကောင်တွေကနှလုံးလေးဘက်နာမတူဘူးနှလုံးလေးဘက်နာကာဝယ်စေခြင်းရင်ကျွန်တော်ကပနက်ဆလင်တွေအကြာကြီးဆိုပြီးမှတောက်ခိုင်းတယ်နစ်နဲ့ချီပြီးတောက်ခိုင်းတယ်နောက်တစ်ခုကဖြစ်တာတွေလိုက်ပြီးမှကုပေါ့လေအစင်မြေလေးကိုက်ခဲပြောက်စေးတောက်နှလုံးထိသွားမိရင်နှလုံးစိတ်ဆိုပြီးမှတောက်ဒီလိုမျိုးကွာခြားချက်လေးရောရှိတယ်အဓိကနှလုံးလေးဘက်နာသည်ဒီလိုမျိုးကုပေးရတယ်နောက်တစ်ခုသွေးလေးဘက်နာရဲ့အရေးပြားလေးဘက်နာရဲ့နည်းနည်းလေးခက်ဆင်ပဲဒီကောင်လေးကကျွန်တော်ရဲ့ခုခံအားကပောက်တိကပောက်ချာဖြစ်တာကပောက်တိကပောက်ချာဆိုတော့ဗာလဲဆိုရင်ကျွန်တော်ရဲ့ခုခံအားဆိုတာကအပြင်ကနေဝင်လာတဲ့ရန်သူကိုပဲစော်ရမှာဆန်ရမှာကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့ခန္ဓာကိုယ်ပြန်ပြီးမှစော်ရင်ဒါကိုကျွန်တော်က auto immune လို့ခေါ်တယ် auto ဆိုတာကိုယ့်ဟာနဲ့ကိုယ် immune ဆိုတာခုခံအားကိုယ့်ဟာနဲ့ကိုယ်ပြန်စော်နေတာအဲ့ချိန်မှာတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာနေပူထဲမှာထွက်လာလိုက်တယ်မျက်နှာကြီးရဲလာတယ်အရေပြားတွေမှာအကွက်တွေထလာတယ်အစစ်ကြီးတွေနာတယ်နောက်ကျရင်ကြောက်ကတ်တွေပြက်တယ်ဆိုတာကဒါ auto immune ယောဂါတိုင်းမှာတွေ့ရတဲ့လက္ခဏာတွေပဲတကိုယ်လုံးကိုသွားပြီးမှတိုက်တာဟို auto immune ဆိုတာကတဏှာရဲမှာကွက်ရိုးထုံးစံတိတ်မရှိဘူးတိုင်ရိုးထုံးစံတိတ်မရှိဘူးတကိုယ်လုံးကိုတိုက်တာနောက်ပိုင်းမှာကြောက်ကတ်ကိုပါတိုက်သွားတယ်ဒါကြောက်ကတ်ပြက်သွားတယ်ကြောက်ကတ်ဆေးရတယ်ဆိုတာကဒီယောဂါရဲ့နောက်ဆုံးပိတ်ပဲဒီလိုမျိုးတွေရှိအဲ့ချိန်တော့ကျွန်တော်အရန်ကိုတိုက်တာညားနေရကျွန်တော်တို့ရဲ့ခုခံရအောင်ကျွန်တော်ကပြန်ပြီးမှချရတယ်ဟာမင်းငင်းနေအောင်ကိုယ့်အနေကိုပြန်မစော်နေအောင်ဆိုပြီးမှခုခံရကြစေတောက်ရတယ်အဲ့ဒါမှဆိုကျွန်တော် steroid တွေတောက်ရတယ်ပြီးတော့ Lifra တို့ MMF တို့ hydroxychloroquine တို့ဒီလိုမျိုးကိုယ်ခံအားကျဆင်းစေနိုင်တော့ဆေးတွေကိုတက်လုံးတောက်ရတယ်တက်လုံးနော်ဒီညမှာပြောတက်လုံးတောက်ရတယ်တချို့သူတွေငါကောင်းနေရပဲဆိုပြီးတော့မှဆေးတွေဖယ်ပလိုက်ရင်ကိုယ်ခံအားပြန်စော်ယောဂလက္ခဏာတွေပြန်ပေါ်လာတဲ့သူတွေအများကြီးပဲဒီနေရာမှာလည်းကျွန်တော်အစစ်မြစ်တွေကြိုက်တယ်နိကျွန်တော်တို့မနက်ခင်းနိုးလာလိုက်ရင်စကြောတွေတက်တယ်ဒီလေဘင်းကြီးကတောင့်နေရပဲတို့
ပြီးတော့မနက်ခင်းလို့လာလိုက်လက်စစ်လေးကတုပ်ပြီးတအားကြိုက်တယ်အလုံးလုံးလိုက်ရင်တက်တာသွားရဲဆိုတာကဒါကလေးဘက်နာရဲ့အစားဖြစ်နေနိုင်တယ်ဒီလိုမျိုးတွေကွာတာပါအဓိကလေးဘက်နာလို့ပြောလာတယ်လို့ရှိရင်ဆရာဝန်ဘက်ကကြာတော့လေးဘက်နာဆိုတာဒီလိုမျိုးခွဲတွေအများကြီးရှိရဲဆိုတာကိုသိပြီးသားလူနာဘက်ကကြောလေးဘက်နာတိုင်းတူတူပဲလို့ထင်တာတကယ်အဲ့လိုမဟုတ်ဘူးเนาะကျွန်တော်ခုနပြောခဲ့လို့ပဲယောဂရဲ့သဘာဝကြီးကွာခြားမှုရှိရဲကုသပိုင်းဆိုင်ရာဆိုရင်လည်းဘာမှမဆိုင်တဲ့ယောဂတွေကြီးပဲဖြစ်တယ်ဆိုတာဒီနေရာမှာပြောချင်တာပါ